မင်္ဂလာပါရှင်ဒီတစ်ပတ်ကျမတို့လေးလာခံယူနေတဲ့ကျမတို့ရဲ့ပုဂ္ဂိုလ်ရေးရာတည်ဆောက်မှုအားဖြင့်ကျမတို့ရေစံတတိရဲရင်ခြင်းနဲ့စွန့်စားခြင်းနဲ့အကြောင်းကိုဆက်ပြီးတော့လေ့လာတဲ့အခါမှာဒီနေ့ဒုတိယနေ့မှာဘုရားသခင်သူလဲဘုရားသခင်ကလူသဘောသဘာဝမျိုးရှိတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမတို့ဟေဘဲအခန်းကြီး6ငွေ73ကနေ20အဲ့ရနေကျမတို့လေ့လာခံယူကြမှာဖြစ်တယ်ဒီဟေဘဲအခန်းကြီး6မှာကျမတို့ဘာကိုတွားပြီးတော့ကျမတို့တွားပြီးတော့ဖတ်ရှုလေ့လာမယ်ဆိုတဲ့အခါမှာအဲ့ဒါဘာလဲဆိုတော့ဘုရားသခင်ရဲ့ဒီတော်ဆိုတာသိကြတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့သဘောသဘာဝကိုကသူ့ရဲ့ရည်ရွယ်ချက်ကလည်းမပြောင်းလဲသလိုသူ့ရဲ့ရည်ရွယ်ချက်လည်းပြောင်းလဲတယ်လို့သူ့ရဲ့ဖွဲ့ပြီးသားပဋိညာဉ်ကိုလည်းသူကပြန်ပြီးမရုပ်သိမ်းမချိုးဖောက်ဘူးဒါကြောင့်မလို့သူဒီမှာလေးလာကြအောင်အာဗြဟံကိုသူပါပြောခဲ့တယ်အခုကျမတို့လူတွေကကျမတို့မသေးကြမရှင်းလင်းတဲ့အရာတွေကိုမျှော်လင့်ပြီးတော့နှုတ်ကပတ်တော်နဲ့မညီတဲ့အခါမှာအဲ့ဒါကိုပဲကျမတို့ကအခြေခံထားပြီးတော့မျှော်လင့်နေတဲ့အခါကြလို့ရှိရင်အဲ့လိုမျှော်လင့်ခြင်းအားဖြင့်ကျမတို့ကဘာနဲ့တူလဲဆိုတော့သဲပေါ်မှာအိမ်ဆောက်တွေနဲ့လူတွေနဲ့တူကြတယ်ဘယ်လိုမလဲမကြခင်ဆိုသလိုအနှင်းနဲ့အမြန်ကျမတို့ကနေပြီးတော့ဒီသဲပေါ်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဂတိတော်တွေပေါ်မှာအခြေမခံမဲနဲ့ကျမတို့လောကီအရာတွေကိုအခြေခံပြီးတော့မျှော်လင့်တဲ့အခါမှာသဲပေါ်မှာအိမ်ဆောက်တဲ့အခါမှာမုန်တိုင်းလာတဲ့အခါမှာအိမ်ကပြိုလဲသွားတယ်ဒါရှင်မဿဲ9အခန်းကြီး9 24မှာပြောပြထားဖြစ်တယ်ဒါကြောင့်မို့ဒီမှာဖတ်ကြည့်လေးလာဘုရားသခင်သည်အာဗြဟံကိုဂတိထားတော်မူသောအခါကိုတော်ထက်သာ၍ကြီးမြတ်သောသူကိုတိုင်တည်၍ကျိန်ဆိုရန်မရှိသောကြောင့်ကိုတော်ကိုတိုင်တည်၍ငါသည်သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်သင်ကိုအစဉ်အမြဲပွားများစေမည်ဟုကျိန်ဆိုတော်မူတယ်ဒါကဘာဦးခန်းကြီး22မှာဘုရားသခင်ကိုအာဗြဟံကိုဂတိပေးထားခဲ့တဲ့ဖြစ်တယ်သင်ကိုအစဉ်အမြဲပွားများစေမည်ဟုကျိန်ဆိုတော်မူသည်ထိုသောနှင့်အညီအာဗြဟံသည်သီးခံလျက်ဆောင်နေပြီးမှဂတိတော်ကိုဝင်သားလေ၏လူတို့သည်မိမိသက်သာ၍ကြီးမြတ်သောသူကိုတိုင်တည်၍ကျိန်ဆိုလေရှိကြ၏မြဲမြံစေတတ်သောအကျင့်သည်ငင်းခုန်ခြင်းရှိသမျှတို့ကိုပြည့်တတ်သည်ထို့ကြောင့်ဂတိတော်ကိုအမွေခံသောသူတို့သည်ဘုရားသခင်၏အကြံစီတော်မဖောက်ပြန်နိုင်ကြောင်းကိုအတတ်သိစေခြင်းဟာဘုရားသခင်သည်အကျင့်အားဖြင့်အာမခံတော်မူ၏တဲ့သောတော်ပြောတယ်ဘုရားသခင်ဂတိတော်ပေးပြီးလို့ရှိရင်မဖောက်ပြန်တော့ဘူးဗြိဉ္ဉ်ဖွဲ့ထားတဲ့ဟာကိုပြန်ပြီးတော့မြဲအောင်သိဘူးအကြောင်းမူကားဘုရားသခင်သည်မုတ်တာမသုံးနိုင်သောအရာသည်ဟူသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြု၍ကိုရှေ့၌ထားသောမျှော်လင့်ရာကိုခိုလုံခြင်းကပြေးသောငါတို့သည်သက်သာအားကြီးမည်အကြောင်းသည်ထိုမျှော်လင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံးဤကြောက်စုကဲ့သို့ငါတို့၌ရှိသည်မေလခိစေတတ်နေသူသာရရစ်ပြောဟိမင်းဖြစ်သောယေရှုသည်ငါတို့အတွက်ထိုအတွင်းရက်ထဲသို့ရှေ့ဆောင်ဝင်သောသူဖြစ်သည်ဘလို့ပဲဖြစ်ကျမတို့ဟာဒီလောကမှာနေနေရတဲ့သူတွေဖြစ်တယ်လောကမှာနေနေတဲ့အခါမှာကျမတို့ကဘုရားသခင်ရဲ့ဂတိတော်ကိုယုံကြည်လက်ခံဖို့ကကျမတို့ရဲသတ္တိတော်ရှိဖို့လိုတယ်သတ္တိရှိပြီးရဲရဲမှဖြစ်တယ်ဟုတ်ပြီလားဘာဖြစ်လို့လဲဆိုတော့ကျမတို့ကလောကမှာမြင်ရတဲ့
အရာပေါ်မှာမူတည်ပြီးတော့ကျမတို့လောက်ကင်ဆောင်ရွက်နေနည်းအများတော့ကိုကယုံကြည်စိတ်ချမှုတော့ရှိကြတာပဲဟုတ်ကဲ့ကျမတို့ဒါနဲ့ကိုယ့်ရဲ့အသက်နဲ့ရင်းပြီးတော့မမြင်ရသေးတဲ့အရာကိုယုံကြည်ဖို့ဆိုတာနော်အဲ့ဒီဟာဘာဖြစ်လာလဲဆိုတော့ကျမတို့ယုံကြည်မျှော်လင့်ခြင်းဆိုတာနော်မျှော်လင့်ခြင်းဆိုတာဒါယုံကြည်ခြင်းနဲ့ဆက်နွယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ပေးထားတဲ့ဂတိတော်ကိုယုံကြည်လို့မျှော်လင့်တာဒါကျမတို့ခရိယန်တွေရဲ့အသက်တာကျမတို့ရဲ့ခရိယန်တွေရဲ့အသက်တာဘုရားသခင်ခရစ်တော်အားဖြင့်သာရအသက်ကိုပေးမယ်လို့ဆိုပြီးတော့ကဘာတိစကလေးကနေပြီးသူရည်ရွယ်ချက်ရှိသူစီမံခဲ့တဲ့အရာအာဗြဟံရဲ့အမျိုးနွယ်တွေကနေပြီးတော့သခင်ယေရှုခရစ်တော်ဘုရားဖော်မြင်လာတယ်ဖြစ်တယ်။အဲဒါကြောင့်ကျမတို့ယောမဩဝါဒစာထဲမှာခန်းကြီး8အငယ်24နဲ့25ငါတို့သည်မျှော်လင့်ခြင်းအပြင်ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏မျှော်လင့်သောအရာကိုတွေ့မြင်ခြင်းမျှော်လင့်စရာအကြောင်းမရှိတွေ့မြင်သောအရာကိုအဘယ်ကြောင့်မျှော်လင့်ရမည်တဲ့ငါတို့သည်မတွေ့မမြင်သောအရာကိုမျှော်လင့်မြင်မှုကထိုအရာကိုတီးခန့်သောစိတ်နှင့်ငန်းလျင်နေကြသည်ဟုတ်ကျင်လားတချို့အရာတွေကကျမတို့ကမြင်ထားပြီးသားဖြစ်တယ်မြင်ထားပြီးတော့လှုပ်လို့တာနိုင်တိုင်းနဲ့အလုပ်လုပ်တဲ့သူတွေဆိုလို့ရှိရင်ဒီတစ်ပတ်နိုင်40လုပ်တယ်နောက်ပတ်ကြလို့ရှိရင်မျှော်လင့်နေယုံလဲယုံကြည်တယ်ဒါမဲ့ဒါကိုလုပ်ပြပြီးသားရမယ်ဆိုတာသိကြမျှော်လင့်ဒါယုံကြည်ပြီးတော့မျှော်လင့်နေတာမဟုတ်ဘာလဲဆိုမမြင်ရသေးတဲ့အရာကိုကျမတို့ကနေပြီးတော့ယုံကြည်ပြီးတော့မျှော်လင့်တာဒါဘုရားသခင်ယုံကြည်ခြင်းဖြစ်တယ်ယုံကြည်ခြင်းနဲ့မျှော်လင့်တာဖြစ်တယ်နောက်တစ်ခုကဟေဘဲအခန်းကြီး7အငယ်1ပါယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်သည်မှန်ဆိုပြောသူပဲမမြင်ရသေးတဲ့အရာတွေကိုဆွဲလန်းပြီးတော့မျှော်လင့်တာဒါယုံကြည်ခြင်းပဲအဲ့တော့ကျမတို့လောကမှာနေရဆိုတဲ့အခါမှာလူ10ယောက်မှာ10ယောက်ကတနေ့ကျရင်ဧကံမုတ်ချမလွယ်သေးရမယ်ဆိုတာဒါအသက်ဣပိတာဖြစ်တယ်ဒါကိုယုံကြည်တယ်ဒါယုံကြည်တယ်ဆိုတာကမမြင်မတွေ့ရသေးတဲ့ဟာမဟုတ်ဘူးဒါနေရာမှာသေရိုးသေးကြတာဖြစ်တယ်ဟုတ်ဒါပေမဲ့ကျမတို့ကနေပြီးတော့ကျမတို့ရဲ့အသက်ဝိညာဉ်ကိုကျမတို့ကတန်တတိရှိရဆိုသခင်ယေရှုခရစ်တော်ဘုရားကသေခြင်းမှန်ကိုအောင်မြင်တဲ့ဘုရားအသက်ရှင်တော်မူသောဘုရားဖြစ်တယ်။သက်ရှင်တော်မူသောသေခြင်းမှန်ကိုအောင်တဲ့ဘုရားကိုခိုလုံဝင်စားလို့ရှိရင်ကျမတို့ကသာရအသက်ကိုရမယ်ဖြစ်တယ်။သာရအသက်ဆိုတာနောက်တစ်မျိုးမှာရသာရအသက်ကိုရမှာဖြစ်တယ်။ဒါကြောင့်မလို့ဒါကကိုယ့်ရဲ့အသက်ဝိညာဉ်နဲ့ယဉ်ပြီးတော့ယုံကြည်တာဖြစ်တယ်ကျမတို့ရဲ့မျှော်လင့်ချက်ကပါလေအခုဒီလောကမှာမြင်ရတဲ့အရာမဟုတ်ဘူးကျမတို့ရဲ့ဒီလောကကျမတို့ရဲ့လမ်းဆုံးမဟုတ်ကျမတို့ကကောင်းကင်ဘုံသာရအသက်ကိုတော်နဲ့တူဝင်စားမှဖြစ်တယ်ဆိုတဲ့ဟာဒါကျမတို့ရဲ့ယုံကြည်မျှော်လင့်ခြင်းဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ကအမှောင်ထဲမှာသွားလာနေရင်းနဲ့ဒီဂတိတော်ကိုလက်ခံရရှိဖို့အတွက်ကသခင်ယေရှုခရစ်တော်ဖျားကိုယုံကြည်ပြီးမိမိရဲ့ကယ်တင်ပိုင်ခြင်းဖြစ်နဲ့လက်ခံပြီးတော့ခင်ဖျားရဲ့တပည့်တော်ဖြစ်မှကျမတို့ကနေပြီးတော့နောက်သမလုံးမှာသာရအသက်ကိုရမယ်လို့ဆိုပြီးတော့ကျမတို့ယုံကြည်မျှော်လင့်ခြင်းနဲ့အဲ့ဒါကြောင့်ဒီမှာရေးထားလဲဆိုတော့
မေလခိစေတဲ့နီးသူထာဝရရစ်ပြောဟိတ်နှင်းဖြစ်သောယေရှုသည်ငါတို့အတွက်ထိုအတွင်းရက်ထဲသို့ရှေ့ဆောင်၍ဝင်တော်သူဖြစ်သည်တဲ့ဆိုတော့ကျမတို့ရဲ့ကြောက်စုကြောက်နေတာကျမတို့ကိုးကွယ်တယ်ရှင်ယေရှုခရစ်တော်ဘုရားဖြစ်တယ်ဆိုတာကိုကျမတို့မျှော်လင့်နေယုံကြည်ရမယ်။ဘာအတွက်လဲဆိုတော့ကျမတို့ရဲ့ထာဝရတဲ့ဖြစ်တယ်။ဘုရားသခင်ကဘလို့ပြလဲပေးထားပြီးသားဂတိကိုချိုးဖောက်တဲ့ဘုရားမဟုတ်ဘူး။သူ့ရဲ့ရည်ရွယ်ချက်တွေကလည်းမပြောင်းလဲဘူး။ဒါကြောင့်မလို့ကျမတို့ဒီရပတ်ကျမတို့အလွတ်ကျက်မယ်ကျမ်းပိုက်ကဘာလဲဆိုတော့ယောရှုမှတ်စာအခန်းကြီး1အငယ်9သင်ကိုငါမှားထားသည်မဟုတ်တော့အာယူ၍ရဲရင်ခြင်းရှိလောမကြောက်နဲ့စိတ်မပြတ်နဲ့သွားလေရရာ၌သင်ဤဖျားခင်ထာဝရဖျားရှိသည်ဟုမိန့်တော်မူတယ်။ဟာယောရှုကိုဖျားသခင်ကိုယ်တိုင်ပေးထားတဲ့ဂတိတော်ဒီဂတိတော်ကိုကျမတို့ကဘယ်သူစီကနေသင်ရနိုင်လဲကျမတို့သခင်ယေရှုခရစ်တော်ဖျားကိုယုံကြည်လက်ခံခြင်းအားဖြင့်ဖျားသခင်ပေးထားတဲ့ဂတိတွေကိုကျမတို့ကလက်ခံရရှိပါဖြစ်။ဒါမလို့မကြောက်နဲ့စိတ်မပြတ်နဲ့သွားအာယူရေးရဲရင်ရှိတယ်ဆိုပြီးတော့သွားလေရနိုင်နော်သွားလေရနိုင်သင်ဖျားသခင်ထာဝရဖျားရှိတယ်ဆိုပြီးတော့ဖျားသခင်ကဂတိပေးတာဖြစ်တယ်။ရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။ဘုရားသခင်နှုတ်ကပတ်တော်ကိုဖတ်ရှုမွေးလျော်သူများဖြစ်ပါစေလို့ဒီမှာယေရှုနာမ